လေးထိပ်လေးထိပ်လို့ရတယ်သူအောက်ကထိပ်စီးအလဲထိုင်လိုက်တာနဲ့သူအောက်ထိပ်စီးအလဲထိုင်နေတဲ့သူ့အပိတ်ဒီထိပ်နဲ့ရှင်နှလုံးကိုလို့ရတဲ့ခွာလေးလို့ရိုက်လိုက်တာနဲ့လေးအလဲတိုင်းကိုထိပ်နဲ့ပဒိငါလို့ရိုက်လိုက်တဲ့နောက်နှလုံးကိုလို့ရိုက်လိုက်တာနဲ့ကိုအလဲတိုင်းပဒိကိုလို့ရိုက်တယ်ပဒိကိုလို့ရိုက်ပြီးတာနဲ့ဒီပိုင်းနဲ့သူ့ရဲ့ပြီးမှာရှစ်ထိပ်နဲ့လို့ရိုက်လိုက်တာနဲ့ရှစ်ထိပ်လို့ရိုက်တယ်နဲ့ရှစ်ထိပ်တုံညအလဲရှင်နှလုံးပေါင်း6လို့ရိုက်ပြရတယ်6ထိပ်လို့ရိုက်တယ်ဒီနှလုံးတစ်ကိုဒီနှလုံးတစ်နဲ့ပဒိလေးလို့ရိုက်လိုက်တာနဲ့ဒီပြိုင်နဲ့အလဲတိုင်းဒီနောက်ပိတ်သူ့ရဲ့အလဲတိုင်းပဒိလေးရဲ့နောက်ပိတ်အလဲတိုင်းဒီနောက်ပိတ်လို့ရိုက်တာနဲ့သူ့နှက်ခတ်နောက်ပိတ်လိုက်တာနဲ့လေးနောက်ပိတ်လေးလို့နောက်ပိတ်လိုက်တာနဲ့ပါဝါတစ်စုံရိုက်တယ်ပါဝါတစ်စုံလို့ရိုက်လိုက်တာနဲ့ရှင်းနှလုံးပေါင်းခွန်နဲ့နှက်ခတ်ခွနှက်ခတ်လို့ခွပြန်တယ်ရှင်းနှလုံးပေါင်း1လို့ရိုက်ပြီးတာနဲ့သူ့အလဲတိုင်းနဲ့ဒီနှလုံး30လို့ရိုက်ပြီးတယ်သူ့အောက်မှာ184ထွက်တယ်ဒီနှလုံး9လားနှက်ခတ်တစ်စုံလားဒီနှလုံး9လားနှက်ခတ်တစ်စုံလားဒီနှလုံး9လားနှက်ခတ်တစ်စုံလားပြန်ကြည့်မယ်တော့တဗျာလေးထိပ်သူ့အောက်ကကိုထိပ်ဒီကိုအလဲတိုင်းကိုထိုင်လိုက်တာနဲ့သူ့အပိတ်ဒီထိပ်လို့ရိုက်လိုက်တာနဲ့သူ့အပိတ်ဒီထိပ်လို့ရိုက်လိုက်တာနဲ့သူ့အပိတ်ဒီထိပ်လို့ရိုက်လိုက်တာနဲ့ရှင်းနှလုံးပေါင်း9လို့ရိုက်လိုက်တာနဲ့ခွာလေးလို့ရိုက်လိုက်တာနဲ့လေးအလဲတိုင်းလေးလို့အလဲတိုင်းနဲ့ရတဲ့ကိုထိပ်စီလေးလို့ရတဲ့ကိုထိပ်စီနဲ့ပဒိငါလို့ရိုက်လိုက်တာနဲ့ဒီပိုင်းနဲ့နောက်နှလုံးကိုအလဲတိုင်းပဒိကိုလို့ရတဲ့ရှစ်ထိပ်ကရှစ်ထိပ်နဲ့သူ့ရဲ့နောက်ပဒိကိုလို့ရတဲ့သူ့ရဲ့နောက်နေတဲ့မှာရှစ်ထိပ်ကရှစ်ထိပ်နဲ့ရှစ်ထိပ်တုံညအလဲရှင်းနှလုံးပေါင်း6ထိပ်လို့ရိုက်တယ်ဒီနှလုံး6ကိုဒီနှလုံး6နဲ့ပဒိလေးလို့ရိုက်တယ်ပဒိလေးလို့ရိုက်ပြီးတဲ့သူ့ရဲ့အလဲတိုင်းဒီပဒိလို့ရိုက်လိုက်တာနဲ့သူ့ရဲ့အလဲတိုင်းဒီနောက်ပိတ်သူ့ရဲ့အလဲတိုင်းဒီနောက်လို့ပိတ်လိုက်တာနဲ့တပြိုင်နဲ့သူ့နှက်ခတ်နောက်ပိတ်လိုက်တာနဲ့တပြိုင်နဲ့လေးနောက်ပိတ်လေးလို့နောက်ပိတ်လိုက်တာနဲ့ပါဝါတစ်စုံရိုက်တယ်လေးလို့နောက်ပိတ်လိုက်တဲ့ပါဝါတစ်စုံလို့ရိုက်လိုက်တာနဲ့ဒီနှလုံး3ကဒီနှလုံး3လို့ရိုက်ပြီးနှက်ခတ်ခွာလိုက်တာနဲ့ဒီပိုင်းနဲ့ရှင်းနှလုံးပေါင်း1လို့ရိုက်လိုက်တာနဲ့သူ့ရဲ့အပေါ်ကအလဲ1အလဲတိုင်းဒီ1အလဲတိုင်းနဲ့ဒီနှလုံး30လို့ရိုက်ပြီးတာနဲ့ရှင်းနှလုံး9လားနှက်ခတ်တစ်စုံလားရုပ်ပေါ်မှာ184လို့ထွက်တယ်ရှင်းနှလုံး9လားနှက်ခတ်တစ်စုံလားရှင်းနှလုံး9လားနှက်ခတ်တစ်စုံလား